ကျုပ်ကြီးကြီးဆိုပြီးတော့အမေဝယ်လာပြီးကျုပ်အတူပြမယ်ဒါဆိုလို့ရှိရင်ဒါဆိုကျုပ်တို့ဂျာကြီးပြုတ်ထားတယ်ဂျာကြီးပြုတ်ပြင်မယ်လေအထင်းမှာဒီလိုမျိုးဖြစ်နေသူကလို့ရှိရင်ပြမယ်အဲ့လိုမကြက်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီတော့လို့ရှိရင်အနည်းဆက်ပြီးပါတယ်သူကကျုပ်ကဒီထဲမှာအဲ့လိုမျိုးပြောနေတယ်ဒီတော့လို့ရှိရင်အနှစ်ကိုပြမယ်နှစ်ကဒီမှာကြည့်လိုက်အနှစ်ကနှစ်ရောင်ပေါ့နော်အဲ့လိုတဝက်ကျက်တဝက်မကျက်အဲ့လိုမျိုးဖြစ်နေတယ်ဒီကနောက်တော့ပြမယ်ကျုပ်အမေ10လုံးဝက်ခဲ့ပြီ10လုံးလုံးအတူပြီရဲ့ဘာလို့လဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင်အကြိုက်ပြထားတာအလုံးကြီးအကြီးကြီးနဲ့အထဲမှာဒီမှာကြည့်လိုက်အဲ့လိုမျိုးဖြစ်နေလုံးဝဒီမှာကြည့်လိုက်လုံးဝကိုဘယ်လိုပြောမလဲလုံးဝကိုမကြက်ဘူးကွာမကြက်ဖ ೇನೆ အထဲမှာထဲမာလေးဖြစ်သွားတယ်နော်ဟိုကနေတချမ်းကအဲ့လိုမျိုးနဲ့ကျုပ်တို့ပါကျုပ်10လုံးဝယ်ခဲ့တယ်10လုံးတော့အတူဒါလေးဆိုအကြာကြီးပြုတ်ထားတော့အကြာကြီးပြုတ်ထားပြီမယ်အမှကြည့်ဒီလိုမျိုးတွေမကြက်ဘူးအထဲတွေကပြီးသွားလို့ရှိရင်အထက်ထဲမှာဆေးထိုးထားသလိုမျိုးအသေးစက်လေးပါတယ်နောက်တစ်ခုအရင်ထူးခြားတာဟာဒီမှာကျုပ်အနှစ်မှာဒီလိုမျိုးဒီလိုအရာတွေဖြစ်နေဒီလိုအရာတွေဖြစ်နေအဲ့ဒါကျုပ်ကအလုံးကြီးနော်ဒီ10လုံးလုံးဝယ်ကြတာ10လုံးလုံးအဲ့တိုင်းပဲအားလုံးသတိထားကြပါနော်ကျုပ်တင်ပါ